မင်္ဂလာပါဘိုရာတီကနေကြိုဆိုပါရစေဒီနေ့ပြောပြချင်တာကဘဝမှာအလုပ်တွေအရင်ကြီးကြိုးစားပြီးကျန်းမာရေးထိခိုက်လို့ဆေးပြန်ကုရတာတန်ရဲ့လားဆိုတဲ့အကြောင်းပါဒါပေမဲ့ဒီဗီဒီယိုကငပြင်းတွေအတွက်မဟုတ်ပါဘူးเนาะအရင်ကြိုးစားပါတယ်ဆိုတဲ့လူတွေအတွက်ပါလူတွေကဘဝမှာသူများထက်သာအောင်မနေ့ကကိုတက်ဒီနေ့ကိုကပိုတာနေအောင်ဆိုပြီးအမြဲကြိုးစားကြတယ်ထမင်းသားချိန်တွေအလွတ်ခံရေထမတောက်ရှူထမပေါက်ပဲအချိန်တွေအကြာကြီးထိုင်ပြီးအလုပ်လုပ်ကြတယ်ဝင်ငွေတွေလည်းအသင့်အတင်ကောင်းကြတယ်သူတို့ဝင်ငွေတွေကိုသူတို့သဘောကျကျဉ်းတတ်ကြတယ်ပြီးရင်ပိုများအောင်ထပ်ပြီးတော့ကြိုးစားကြတယ်အဲ့ဒီမှာကျန်းမာရေးထိခိုက်မယ်မျက်လုံးထိခိုက်မယ်စိတ်အနာမရဘူးဒီတက်ဆိုးလို့ဆေးရုံတက်ရတာတွေအထိဖြစ်မယ်ဆိုရင်ခုနကရှာထားသမျှ6လစာတစ်နှစ်စာကခဏလေးနဲ့ပြန်ကုန်သွားမယ်ဆိုရင်တန်ရဲ့လားကျန်းမာရေးအာမခံထားပေါ်လို့ပြောစရာရှိပေမဲ့အာမခံလုပ်ငန်းဆိုတာသူတို့အကျိုးအမြတ်အတွက်ပဲလုပ်တဲ့လုပ်ငန်းတစ်ခုဆိုတော့လူတိုင်းကျန်းမာရေးအာမခံထားဖို့ငွေပိုရှိချင်မှရှိမယ်အဲ့တော့အာမခံမထားတဲ့ကောင်တွေကယောဂတစ်ခုခုဖြစ်ရင်သေအဲ့လိုလားတကယ်ဖြစ်တဲ့နာကလေကျန်းမာရေးစရိတ်ကဝင်ငွေအချိုးနဲ့ညီတဲ့နာအလုပ်လုပ်တဲ့လူတယောက်ဟာကိုယ်ပိုင်ဝင်ငွေနဲ့စေကူတာနိုင်တာမျိုးဖြစ်တဲ့နာပေါ့နော်ထားပါတော့ဒါကတော့ကျုံလို့ပြောပြတာပါတကယ်ပြောချင်တာကကျိုးသားပန်းစားအလုပ်လုပ်ထားသမျှထဲမှာလစဉ်ကျန်းမာရေးအာမခံပေးဖို့တွေပါတယ်အလုပ်ကျိုးသားရဆိုကြတဲ့က personal lifestyle ကထိခိုက်တာပဲဒီခေတ်မှာဆိုပိုတောင်းဆိုသည်အလုပ်တွေလုပ်စိတ်ဖြစ်ရဆိုပြီးအစားတွေစားအရက်ပီယာလေးတောက်ကျန်းမာရေးထိခိုက်အဲ့လိုဖြစ်နေကြတာပေါ့နော်အဲ့တော့အစောတည်းကအလုပ်ကိုအရင်ကြီးမလုပ်နဲ့နားချိန်မှာနားစားချိန်မှာစားအိတ်ချိန်မှာအိတ်ဘာမှအရင်မကြည့်ဘူးမနေ့ကငါပူတော်နေလဲဘာမှမဖြစ်ဘူးအခြားလူတွေကဝင်ငွေပိုကောင်းနေရင်လည်းဒီကောင်တွေစေးပိုကူဖို့ chance များရလို့သဘောထားပြီးတော့ကိုကျန်းမာရေးကိုပဲ focus လုပ်ကြပါလောကကြီးမှာပတ်စံကလိုအပ်တာမှန်ပါတယ်မများရှာလေယောဂပူရလေပူပူလောင်လေပါပဲအဲ့တော့ခမားဟာအခြေခံစားဝတ်နေရေးလုံလောက်အောင်ရှာနိုင်ပြီဆိုရင်အဆင်ပြေပါတယ်နာမည်ကြီးတစ်စိတ်တွေထက်သမျှမဝယ်ရလဲအဆင်ပြေပါတယ်အေးဆေးပါကိုကျန်းမာရေးကိုအလုပ်ထက်ပိုချစ်ကြပါကျန်းမာရေးတစ်ခုခုဖြစ်ရင်အလုပ်ကပြန်မကယ်နိုင်ဘူးဒါပေမဲ့အလုပ်တစ်ခုခုဖြစ်ရင်တော့ကျန်းမာရေးကပြန်ကယ်နိုင်ပါတယ်ကိုကဒီနေ့အလုပ်စောစောပြီးလို့စပိန်လေးစီးရင်နဲ့စောစောပြန်နာပါတယ်စပိန်စီးတာကကိုလက်လှုပ်ရှားမှုလည်းရတယ်နှလုံးကျန်းမာရေးကိုလည်းပိုကောင်းစေတယ်အိပ်ပျော်ဖို့လည်းထောက်ကူဖြစ်တယ်လောင်စာစီလည်းမကုန်လို့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းရရောက်တယ်ကားလမ်းပိတ်တာတွေကိုလည်းရှောင်နိုင်တယ်အကျိုးကျေးဇူးတွေကတော့အများကြီးပဲစီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောဘူးတယ်စပိန်စီးသူတွေကစီးပွားရေးအတွက်ဘေးရန်နေရတစ်ခုပါပဲတဲ့ကားဝယ်ဖို့ချင်းငွေလည်းမချေးဘူးစီလည်းမဝယ်ဘူးစပိန်စီးသူတွေကကျန်းမာတဲ့အတွက်စေယုံစေကန်းတွေကိုလည်းအလုပ်အကျွေးမပြုတ်ဘူးတဲ့အိမ်ပြန်ဖြစ်တာကြပြီငယ်ဘဝတွေသိစီထားတဲ့ကျွန်တော်မျိုးလေးဒီအတိတ်မိတ်နေပါပြီ။အိုးပြောရင်ဆိုရင်လည်း25မိနစ်တောင်ရှိနေပြီ။မိနစ်30အထိပဲ free ရတာဆိုတော့လေအမြန်နှင်းလိုက်အောင်မယ်နော်တတ